3D world ဆိုတာပါလေ awakening ဖြစ်တယ်ဆိုတာပါလေဒီအရာနဲ့ပတ်သက်ပြီးတော့ကျွန်မက spiritual ရဲ့ shoodown psychology ရဲ့ shoodown ဓမ္မရဲ့ shoodown အဲ့ဒီ shoodown နေရာနေပြီးတော့ကျွန်မဒီနေ့ sharing လုပ်သွားပေးခြင်းပါတယ်ဆိုတော့ 3D world ပေါ့နော် 3D ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ 3D ဆိုတာသုံးဘက်မြင်တဲ့ dimension တစ်ခုပေါ့နော်အဲ့ဒီ dimension ရှိတဲ့ကဘာမှာဘာတွေရှိလဲဆိုတော့ကျမတို့ fears လို့ခေါ်တဲ့အကြောက်တရားတွေရှိတယ်အဲ့မှာ ego ရှိတယ် ego ဆိုအတ္တပေါ့နော်အတ္တရှိတယ် comparison ပေါ့နှိုင်းယှဉ်တယ်တယောက်နဲ့တယောက်နဲ့ငါတာတယ်သူကတာတယ်ဒီလိုမျိုးနှိုင်းယှဉ်တဲ့အကြောက်တရားတွေရှိတယ်အဲ့ဒီမှာဘာတွေရှိလဲဆိုတော့ system နေနဲ့ဖွဲ့စည်းထားတယ်ဆိုတော့ 3D လို့ပြောလိုက်ရင်ဒါဒီတခြားကဘာတစ်ခုကိုဆိုလိုချင်တာမဟုတ်ဘဲနဲ့ကျမတို့အခုလက်ရှိနေထိုင်နေတဲ့လူအများစုအခုကျမတို့သိနေတဲ့ကျမတို့ရဲ့ပုံစံကျမတို့ရဲ့ lifestyle ပေါ့နော်အများစုသိနေတဲ့ဒီဟာတွေကစဉ်းစားကြည့်လိုက်မယ်ဆိုရင်ဘာလဲဆိုတော့ကျမတို့ဒီအရာတွေက system နေနဲ့ဖွဲ့စည်းထားတယ်လေဥပမာဘာလဲဆိုတော့ကျမတို့ကအသက်6နှစ်ဆိုရင်မူကြိုသွားရမယ်အဲ့ဒီကနေကျမတို့အကြောင်းနေအဆင့်ဆင့်တက်မယ်20မှာကျမတို့ဘွဲတစ်ခုရရမယ်20ကျော်ပြီဆိုရင်ကျမတို့အလုပ်တစ်ခုရှိရမယ်အဲ့ဒီကနေအချိန်တန်ရင်ဝင်ငွေရလာမယ်အိမ်အောင်ပြုတ်ရမယ်အရွယ်ရောက်ရင်အိမ်အောင်ပြုတ်ရမယ်အိမ်အောင်ပြုတ်ပြီးလားဆိုတော့မပြီးဘူးအိမ်အောင်ပြုတ်ပြီးရင်ဘာလုပ်ရမလဲဆိုရင်သားသမီးဆက်ယူရမယ်သားသမီးယူပြီးရင်ပြီးလားဆိုတော့မပြီးသေးဘူးအဲ့သားသမီးကိုပြုစုဆောက်ရှောက်ရမယ်သားသမီးကိုပြန်ပြီးတော့ကျမတို့ငငယ်တုန်းကရောက်ခဲ့တဲ့ cycle တွေကိုပြန်ထည့်မယ်သူ့ကိုကြောင်းပို့မယ်သူအတန်းနေတဖြည်းဖြည်းတက်လာမယ်ဘွဲရအောင်လုပ်မယ်ဒီလိုနဲ့ကျမတို့ကဘာဖြစ်လာလဲဆိုတော့တဖြည်းဖြည်းနဲ့ကျမတို့ကိုယ်တိုင်ကလည်းအသက်အရွယ်တွေကကြီးလာတယ်ကျမတို့ရဲ့ generation ကိုလည်းကျမတို့ကအဲ့ဒီပတ်တန်အောက်ကိုပဲကျမတို့လက်ဆင့်ကမ်းခဲ့တယ်ဒါကိုကျမတို့က system တစ်ခုလို့ခေါ်တာပုံမှန်လူအများစုကလည်းဒီ system ကိုပဲအသားကျနေတယ်လူအများစုကဒီအရာပေါ်မှာမဲကိုမထုတ်ချဘူးဘာကြောင့်ငါတို့ကဒီလိုချမှတ်ထားတဲ့အတိုင်းလိုက်လုံရမှာလဲဆိုတဲ့ question ကိုလူတွေကထုတ်ရမှမသိဒါက system တစ်ခုဆိုတာဒါကိုပြောတာပေါ့နော်နောက်တစ်ခုကအဲ့ဒီ 3D ထဲမှာဘာတွေပါလဲဆိုလို့ရှိရင် fear တွေပါတယ်ကြောက်စိတ်တွေပေါ့နော်ကြောက်စိတ်ဆိုတာကျမတို့ကတစ်ခုခုဆိုလို့ရှိရင်အကြောက်တရားနဲ့နေတတ်တဲ့ပုံစံကအရင်အသားကျလာတယ်အဲ့ဒီမှာနောက်ထပ် ego ပါမယ် attachment တွေပေါ့နော် ego ဆိုတာအတ္တဆိုတာဒါကငါဥစ္စာငါပစ္စည်းငါပတ်စံငါမိသားစုငါသားသမီးဆိုတဲ့ego တွေနဲ့ပါလာတယ်ဆိုတော့ဒီအရာမှာမှားတယ်မှန်တယ်မဟုတ်ဘူးအဲ့တော့ ego မရှိဘဲနဲ့လေနေလို့ရလားဆိုတော့ရတဲ့အဆင့်အထိကိုကျမတို့ကသွားအောင်အဲ့တော့အဲ့လိုမျိုး ego နဲ့ကျမတို့ကနေလာရင်ဘာဖြစ်လဲဆိုတော့ကို ego ရှိတဲ့နေရာကိုတခုခုကထိခိုက်လာရင်အဲ့ဒီမှာ fears ကတက်လာတယ်လေနော်ကိုရဲ့ငွေကြေးကိုရဲ့ပိုင်ဆိုင်မှုဆုံးရှုံးတော့မယ်ထိခိုက်တော့မယ်ဆိုအဲ့ဒီမှာအကြောက်တရားတွေကတက်လာတယ်ဒါက ego ကြောင့်ဖြစ်တာဆိုတော့အဲ့ဒီကနေ comparison တွေပါလာတယ်ဘာလဲဆိုတော့နှိုင်းယှဉ်တာကျမတို့ကတယောက်နဲ့တယောက်နဲ့ကိုနဲ့ရွယ်သူမတိမ်မယိမ်းကိုရဲ့လှုပ်ဖို့ကိုင်းပဲကိုနဲ့ level သိမ့်မကွာတဲ့လူတွေချင်းချင်းကနှိုင်းယှဉ်ကြတယ်ဘာလဲဆိုတော့သူကပတ်စံနေအများကြီးဝင်လာပြီဆိုရင်ငါကအလိုလိုနောက်ကျကြံခဲ့တယ်လို့ခံစားရတယ်သူကယာတူးတက်သွားပြီဆိုရင်ကိုကအလိုလိုအသုံးမကျတယ်လို့ကိုကညံ့တယ်လို့ကျမတို့ consciously တော့မသိဘူးဒါပေမဲ့ unconsciously မှာအဲ့ဒီအခြေအနေကိုရောက်နေကြတယ်ဒါကဘာလဲဆိုတော့နှိုင်းရှင်တဲ့system တစ်ခုကလည်းကျမတို့ရဲ့အသွေးတဲ့အသားထဲမှာအသားကျနေပြီအရင် used to ဖြစ်နေပြီပေါ့နော်ဆိုတော့ဒီဟာကိုကျမကမှားတယ်မှန်တယ်တော့ဆိုလိုချင်တာမဟုတ်ဘူးဒါတွေဖြစ်နေလို့မှားနေတာလည်းမဟုတ်ဘူး that is nature ပဲဒါသဘာဝတရားပဲသဘာဝတရားပဲဒီသဘာဝတရားနဲ့ဒီလိုမျိုးနေရာမှာကျမတို့တွေကနှစ်ပေါင်းများစွာဘဝပေါင်းများစွာအသားကျလာတာဖြစ်တဲ့အတွက်ကျမတို့ကဒီတန်တရာလို့ခေါ်တဲ့ဒီ cycle တွေကနေကျမတို့ကမထွက်တာလေမထွက်နိုင်တာဆိုတော့ဒါကမှားတယ်မှန်တယ်မဟုတ်ဘူးဒါဒီတဘာဝတရားပဲဒါပေမဲ့အဲ့ဒီတဘာဝတရားကနေအခုကျမတို့ကဘာဖြစ်လာလဲဆိုရင် awaken ဖြစ်လာတယ် awakening ဖြစ်တယ်ဆိုတာဘာလဲဆိုတော့မိုးထလာတာပေါ့
ပေါ့နော်နိုးထလာတယ်ဥပမာတစ်ခုခုအတိတရားရှိလာတာပေါ့အဲ့အတိတရားကဘာလဲဆိုရင်ကျမတို့ဒီလိုပုံစံသွားနေကြလုံနေကြကနေပြီးတော့တရက်မှာကျမတို့စဉ်းစားလိုက်တယ်ပေါ့နော်ငါတို့ဒီလိုပဲလုံလာပြီးဒီလိုပဲအသက်တွေကြီးသွားပြီးတော့ဒီလိုပဲတည်ဆုံးသွားပြီဆိုငါတို့ရဲ့ဘဝအဓိပ္ပာယ်ကဘာလဲကျမတို့အဲ့ဒါကိုကျမတို့ကစဉ်းစားလာတာအဲ့ဒါကိုကျမတို့က awake ဖြစ်တယ်လို့ခေါ်နိုးထတယ်လို့ခေါ်ပုံမှန်နေကြလုံနေကြအရာတွေပေါ်မှာကျမတို့ကမေးခွန်းတွေထုတ်လာတာဘာကြောင့်ငါကသူတို့တွေသတ်မှတ်ထားတဲ့ပုံစံတွေအတိုင်းကိုလိုက်လုံနေရမှာလဲကိုဟောက်ကိုကျမတို့ရဲ့ဉာဏ်မှာကဒီလိုမျိုး awake ဖြစ်လာတာဆိုအဲ့လိုဖြစ်လာရင်ကျမတို့ကတဖြည်းဖြည်းနဲ့ကိုမေးခွန်းထုတ်လာမယ်ငါကဘာတူလဲငါကဘာကြောင့်ဒီຢာတွေကိုလုံနေရတာလဲဒါမျိုးတွေကျမတို့ကမေးခွန်းထုတ်လာတဲ့နောက်မှာသိကျင်လာတယ်သိကျင်လာတဲ့နောက်မှာသိဖို့စ조사လာတယ်စ조사လာရင်လည်းတဖြည်းဖြည်းနဲ့ကျမတို့ကဒါကိုပဲဒီ spiritual မှာဆိုရင် awakening ဖြစ်တယ်လို့ခေါ်တာပေါ့နော်ကျမတို့ပုံမှန်ကျင်လည်နေတဲ့lifestyle တစ်ခုကနေပြီးတော့ကျမတို့ပြောင်းလဲခြင်းလားဒါကိုပဲမြတ်စွာဘုရားကလည်းဗာပြောခဲ့တယ်ငါသည်အပြည့်အဝနိုးထပြီးတော့လူတစ်ယောက်ဖြစ်တယ်လို့ပြောခဲ့တယ်မြတ်စွာဘုရားကတော့တပိညုတဉာဏ်ကြောင့်တကယ်ကိုလောကကြီးမှာရှိတဲ့ဒီလို system တွေအားလုံးကနေပြီးတော့ fully awake ဖြစ်သွားတာအရာအားလုံးကိုမြတ်စွာဘုရားရဲ့တပိညုတဉာဏ်နဲ့ထိုးထွင်းသိမြင်သွားတယ်ဘာကိုသိမြင်သွားလဲဆိုအမှန်အတိုင်းကိုသိမြင်သွားတာဒီမှာကျွန်မက psychology နဲ့ပြန်ချိတ်ပြရရင် Sigmund Freud ကဘာပြောခဲ့လဲ iceberg theory เนาะကျမတို့ရဲ့စိတ်က unconscious မသိစိတ်က 95% အလုံးလုံးတယ်ကျမတို့ရဲ့သိစိတ် conscious က only 5% ပဲအလုံးလုံးတယ်ပေါ့เนาะဆိုတော့ဒီဟာကိုကျမတို့spiritual နဲ့ပြောမယ်ဆိုရင်เนาะဒါဒီကျမတို့ unconsciously သွားနေတဲ့အတွက်ကျမတို့ကဒီ 3D လို့ခေါ်တဲ့လူအများစုသတ်မှတ်ထားတဲ့ဒီ society ရဲ့ပုံစံတွေအောက်မှာကျမတို့ကအသားကျနေတာဒါကိုပဲဓမ္မဗုဒ္ဓရဲ့ဓမ္မကဘာပြောခဲ့လဲအဲ့ဒီ unconscious ကိုဗုဒ္ဓကဘာပြောခဲ့လဲဆိုရင်ဒါသည်မောဟလို့ပြောခဲ့တာမောဟတရားတွေကြောင့်ကျမတို့ကဒီတန်တရာလို့ခေါ်တဲ့ဒီစက်ဝန်းကြီးထဲမှာကျမတို့အဲ့ဒီမောဟမတိခြင်းအဝိဇ္ဇာတရားတွေကြောင့်လဲပတ်နေခဲ့တာတဘဝပြီးတဘဝတဘဝပြီးတဘဝတဘဝပြီးတဘဝလဲပတ်ခဲ့တာဆိုတော့ဒါဆိုရင်ကျမတို့ကအဲ့ဒီ unconsciously နေရာကနေအခုကျမတို့က awaken ဖြစ်လာပြီနိုးထလာပြီမိကုန်းနေမီးလာပြီငါတို့လုံနေတဲ့အရာတွေကမှန်ရဲ့လားငါတို့လုံနေတဲ့အရာတွေကငါတို့အတွက်ကိုတကယ်ဘာအကျိုးတွေရှိလဲတကယ်လောကရဲ့အမှန်တရားတွေကဘာတွေလဲဒါတွေကိုကျမတို့ကမေးခွန်းနေထုတ်လာတဲ့နောက်မှာဘာဖြစ်လာလဲဆိုရင်ကျမတို့ရဲ့ unconsciously နေရာကနေပြီးတော့တဖြည်းဖြည်းနဲ့ကျမတို့က conscious ဘက်ကိုပြောင်းလဲလာတာကျမတို့မတိခြင်းနေနဲ့နေရာကနေပြီးတော့တဖြည်းဖြည်းနဲ့သိဖို့စ조사လာတာဒါကိုပဲဓမ္မမှာဘာပြောလဲဆိုအဝိဇ္ဇာကနေဝိဇ္ဇာဖြစ်ဖို့ကိုလေ့ကျင့်တယ်မောဟကနေပြီးတော့ပညာဖြစ်ဖို့အမောဟလို့ခေါ်တယ်ပညာဖြစ်ဖို့ကိုလေ့ကျင့်တယ်လို့ခေါ်တာတကယ်ကတဖြည်းဖြည်းနဲ့ကိုကတိလာလေလေအရာအားလုံးဒီတူပဲဆိုတာကိုပို့ပြီးတော့ချိတ်ဆက်မိလာလိမ့်မယ်ကျမတို့အခု modern spiritual မှာကဒါကို 3D ကနေ 5D ကိုကူးပြောင်းနေလို့ခေါ်တယ်ဒါကိုဗုဒ္ဓကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာပြောခဲ့ပြီးသားမောဟကနေကျမတို့ကဉာဏ်ပညာကိုကူးပြောင်းရမယ်အဝိဇ္ဇာလို့ခေါ်တဲ့မတိခြင်းကနေတိခြင်းလို့ခေါ်တဲ့ဝိဇ္ဇာဉာဏ်ဖြစ်အောင်လို့လေ့ကျင့်ရမယ်ဘလို့လေ့ကျင့်ရမလဲမြတ်ဗုဒ္ဓကအကုန်လုံးကိုလမ်းညွှန်ခဲ့ပြီးသားပဲဆိုတော့ဒါပေမဲ့ကျမတို့ဒီအရာမှာအခုမှစပြီးလေ့လာတဲ့လူတွေအတွက်ကတချို့အသုံးနှုန်းတွေကနားလည်မှုလွဲစရာပေါ့နော်တေချာနားမလည်ဘူးဖြစ်နေspiritual မှာက 3D 5D ခေါ်တယ်ဆိုရင်ကျမတို့က spiritual လေ့လာတဲ့လူတွေကဒါပဲသိတယ်ကျမတို့ဒီဘက်ကဗုဒ္ဓရဲ့ဓမ္မတရားတွေဖြစ်တဲ့ဝိဇ္ဇာအဝိဇ္ဇာတန္တရာဒါတွေပြိဿသမုပ္ပတ်ပဲဒါတွေကိုမချိတ်ဆက်မိဘူးဆိုတော့ဒါကိုပဲကျမတို့ကတဖြည်းဖြည်းနဲ့ကိုဟာနဲ့ကို awaken ဖြစ်လာတယ်မတိခြင်းတွေကနေတဖြည်းဖြည်းနဲ့သိဖို့ကို
စူးစမ်းလာတယ်အလုံးလုံးလာတဲ့အခါမှာတဖြည်းဖြည်းနဲ့ကျမတို့ဒီဉာဏ်ပညာရှိလာတယ်သိခြင်းကိုဝိဇ္ဇာလို့ခေါ်တယ်အဲ့တော့ကျမတို့ဝိဇ္ဇာဉာဏ်သိခြင်းဉာဏ်နေတနည်းအားဖြင့်ဆိုဉာဏ်ပညာပေါ့နော်ဒီဉာဏ်ပညာတွေကျမတို့ကတဖြည်းဖြည်းနဲ့ကြီးလာတယ်ဆိုတော့ဒါဒီ3D ကဘာလဲ awaken ဖြစ်တယ်ဆိုတာဘာလဲဒီဟာကိုကျမကspiritual showdown psychology showdown ဓမ္မရဲ့ showdown ကနေချိတ်ဆက်ပြသွားတာဖြစ်ပါတယ်နောက်ပိုင်းမှာ awaken ဖြစ်လာမဲ့လူတွေအများကြီးပေါ်လာလိမ့်မယ်အဝိဇ္ဇာလို့ခေါ်တဲ့မသိခြင်း unconscious ကနေသိခြင်းဉာဏ်ပညာလို့ခေါ်တဲ့ consciousness ကိုကျမတို့ဘယ်လိုကူးပြောင်းမလဲဒီဘက်ကနေဟိုဘက်ကိုကူးပြောင်းလို့ရမယ်အရာဒီတစ်ခုတည်းသောအရာပဲရှိတယ်လမ်းဒီတစ်ခုပဲရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကျမတို့မသိခြင်းကနေသိခြင်းကိုကူးပြောင်းဖို့ကျမတို့အလယ်မှာတတိလို့ခေါ်တယ် mindful မှမဖြစ်နေရင်ကျမတို့ကဒီဘက်ကနေပြီးတော့ဒီဘက်ကိုဘလို့မှမကူးပြောင်းနိုင်ကျမတို့မသိခြင်းတွေနဲ့ပဲနေပြီးတော့ကိုတတိမှရှိမနေဘူးဆိုရင်အဲ့ဒီမသိခြင်းဆိုတဲ့နေရာမှာပဲကျမတို့ကမျောနေမှာပဲမသိခြင်းကနေသိခြင်းကိုကူးပြောင်းဖို့ကအရင်ဆုံးအလယ်မှာဘာလုပ်ရမလဲကိုဟာကိုမသိသေးဘူးဆိုတဲ့အရာကိုအရင်ဆုံးနားလည်ဖို့လိုတာမသိဘူးငါတို့မသိနေဘူးဆိုတဲ့အရာကိုကျမတို့အရင်ဆုံးအလယ်မှာနားလည်ဖို့လိုတယ်အဲ့ဒီနားလည်ခြင်းဒီတတိပဲ mindful ဖြစ်တယ်ဆိုတော့ mindful ဖြစ်လာတော့မှကျမတို့ကတတိရှိလာတော့မှကိုတွေးနေတဲ့အရာတွေပုံမှာသုံးသပ်နိုင်လာမယ်လေငါတွေးနေတာတွေမှန်ရဲ့လားငါလုပ်နေတာတွေမှန်ရဲ့လားဒါတွေကိုကိုဟာနဲ့ကိုသုံးသပ်နိုင်လာဖို့ဆိုတော့အလယ်မှာတတိလိုတယ် mindful လိုတယ် mindful နဲ့သုံးသပ်နိုင်လာပြီးရင်ဒီနေရာမှာတွေးနေတာတွေကမှားနေတယ်ငါတို့လုပ်နေတာတွေကမှားနေတယ်ဆိုရင်မှန်တဲ့ဘက်ကိုဘယ်လိုပြောင်းမလဲဒီအရာပေါ်မှာကျမတို့ကထပ်ပြီးတော့ဉာဏ်ပညာတရားတွေအသိဉာဏ်ပေါ့နော်အရင်ဆုံး knowledge ပေါ့ဒါကိုပဲကျမတို့ကဓမ္မနဲ့ပြောလို့ရှိရင်တုတ္တမယဉာဏ်လို့ခေါ်တာအဲ့ဒီအလယ်မှာအရင်ဦးဆုံး mindful ဖြစ်ဖို့လိုတတိရှိပြီးတော့မှဒီဘက်မသိခြင်းကနေဒီဘက်သိခြင်းကိုကူးပြောင်းဖို့အလယ်မှာကျမတို့ကတတိနဲ့ဒီလမ်းကိုကျမတို့ကရှောက်မှရမှာဖြစ်ပါတယ်ဒါကြောင့်ကျမကဘာတွေသင်လဲကျမဘာတွေလုံနေတာလဲဆိုရင်ကျမလုံနေတာကလူတွေကိုမသိခြင်းလို့ခေါ်တဲ့ဒီဘက် unconscious အဝိဇ္ဇာကနေပြီးတော့ဒီဘက်သိခြင်းလို့ခေါ်တဲ့ consciousness ကိုတွားဖို့အတွက်ဉာဏ်ပညာတရားကိုတွားဖို့အတွက်ကိုကျမက guideline လုပ်ပေးတယ်ဒါကြောင့်ကျမတို့အလယ်မှာမရှိမဖြစ်လိုအပ်တဲ့အရာ mindful ကိုကျမတို့အမြဲတမ်းလေ့ကျင့်နေတာဖြစ်ပါတယ်ဆိုတော့ကျမနောက်ထပ်ဗီဒီယိုတွေမှာလည်းဒီအရာတွေနဲ့ပတ်သက်တဲ့အကြောင်းတရားတွေကိုကျမရှုထောင့်ပေါင်းစုံကနေပြီးတော့ sharing လုပ်သွားမှာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်